ဒါကတော့ကျွန်တော်တို့ YouTube က golden rice ပေါ့နော် YouTube က golden rice သူဒီဘက်ကရိုးရိုးဆန်နဲ့ဆိုင်အများကြီးအဝါရောင်ကြီးဖြစ်နေရွှေရောင်ဖြစ်နေနော်ဘာလို့လဲဆိုတော့ရွှေရောင်ဖြစ်နေတယ်ဘာလို့လဲဆိုတော့ဘီတာကယ်ရိုတင်းတွေပါလို့နော်ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ဗီတာမင် A ဓာတ်လေးတွေပါလို့ပေါ့နော်ဒါမျိုးကြောင့်ကျွန်တော် line ပေါ်မှာကြည့်လို့ရပါတယ်ဒီပုံယူထားတာပေါ့ကျွန်တော် line ပေါ်မှာဒီပုံလေးယူထားတာနော်ဒီပုံလေးကိုယူထားတာပေါ့နော်ဟိုကအင်တာနက်ပေါ်မှာဒါအချိန်မီရှာလို့ရပါတယ်အချိန်မီရှာလို့ရဒီပုံလေးဒါလေးဒီသူ့ရဲ့မူရင်းပုံပဲနော် Further research showed that substituting the gene from the daffodil plants with one from mist နော် mist ဆိုတာပြောင်းမှုက gene လေးတစ်ခုနော်ဘယ်အစားတော့ဆိုတော့ daffodils က gene လေးအစားပြောင်းမှုက gene လေးကို substituting အစားထိုးလိုက်ခြင်းက carotene တွေပုံများစေတယ် carotene တွေပုံများစေတယ်နော်ပြီးတော့ the single transformation with this gene is the basis of all current golden rice တကယ်တော့အခုချိန်မှာ golden rice လို့ခေါ်တဲ့ salmon တွေကကမ္ဘာပေါ်မှာတော်တော်ပြန့်နေပြီဒါပေမဲ့ဒီဖြစ်နေတဲ့ဒီ golden rice အကုန်လုံးတွေရဲ့အခြေခံက high gene လေးပြောင်းလဲခြင်းပဲ daffodil gene လေးပြောင်းလဲခြင်းပဲအဲ့တော့မှအဲ့ daffodil genes လေးကိုအဲ့တခုကို miss ပြောင်းမှုက gene လေးနဲ့ substitute အစားထိုးလိုက်ရင်ပို့ပြီးတော့အထွက်နှုံးတွေကောင်းသွားမယ် carotene တွေပို့ပြီးတော့များလာမယ်ဒါမျိုးဖြစ်တာပေါ့နော်အဲ့လိုမျိုး genetically modify လုပ်ထားတဲ့ GMO နော် organisms တခုပေါ့ genetically modify လုပ်ထားတဲ့ rice လေးကို golden rice လို့ခေါ်တယ်သူဒီ orange pigment beta carotene တွေအများကြီးပါလို့အဲ့က beta carotene တွေဒီ vitamin A အဖြစ်ပြောင်းလဲလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့က vitamin A ကြောင့်နော်အာဖရိကမှာ vitamin A ချို့တဲ့မှုကြောင့်တည်တဲ့နှုန်းက golden rice ပေါ်ပြီးတဲ့အခါမှာတော်တော်ကြီးကိုရောကျသွားတယ်နော် benefits of genetic engineering crops ဒီ genetic engineering crops တွေတွေးထွင်ခြင်းအဖြစ်ကျွန်တော်တို့ကဘာဖြစ်သွားမလဲ increase crop yield အထွက်နှုန်းတိုးသွားမှာနော်တဧကမှာတတင်းနဲ့တင်းလောက်ပဲထွက်တယ်ဆိုတဧကမှာ3-4တင်းထိဖြစ်သွားမှာပြီးတော့သူက heat and drought resistant ပူရာတွေ၆တွေ့တာတွေကိုလည်း tolerance ခံနိုင်ရည်ရှိတာပို့ပြီးတော့ခံနိုင်ရည်ရှိလာနော်အရင်တော့ကဲဥပမာနော်နှစ်ပတ်လောက်မိုးမြွာလိုက်တာနဲ့ဒီဆာမင်တွေကမပေါက်နိုင်တော့ဘူးဆိုပါစို့အခုဆိုသူတို့က6တွေ့မှုချင်းတန်းကိုအဲ့ထက်တောင်ပို့ပြီးတော့ခံနိုင်သွားတယ်ပြီးတော့သူဒီ genetically modify လုပ်ထားတော့ pest and pathogen pest ဖြတ်ပိုးတွေယောဂပိုးတွေကိုလည်း resistant ရှိတယ်ဆိုတော့ဘယ်လိုပြောမလဲခုခံနိုင်စွမ်းရှိတယ် increase salt tolerance and reduction in harvesting costs and pesticide use salt tolerance ဒီလိုမျိုးပေါ့ကျွန်တော်တို့တကယ်တမ်းတော့အပင်တွေကစုပ်ဖို့ဆိုသူတို့ကနော်ကျွန်တော်တို့osmosis ဆိုတာသိရနော် osmosis ဆိုတာကဘယ်လိုတော့ဆိုတော့ဒီဘက်အတွင်းထဲကအရေကဒီဘက်အတွင်းထဲကအရေကပေါ့နော်ဒီဘက်အတွင်းထဲက solution ကရေနေပြီးတော့စားမြရမယ် stronger solution ဖြစ်ရမယ်ရေနေပြီးတော့စားမြရမယ်ဒီဘက်အောက်က solution က weaker solution ဖြစ်ရမယ်ရေများပြီးတော့စားနေရမယ်ဟုတ်ပြီနော်အဲ့ကြမှာအောက်ကရေများနေတယ်အပေါ်ကရေနေနေတယ်ရေဒီများရာကနေနေရစီကိုဝင်လာမှာတဘောကဟုတ်ပြီနော် osmosis ဆိုတာကရေဒီများတဲ့နေရာကနေရေနေတဲ့နေရာကိုဝင်လာတာနော်semi permeable membrane ကိုဖြတ်ပြီးဝင်လာတာနော်တနည်းအားဖြင့်ပြော weaker solution ကနေ stronger solution ကို through semi permeable membrane ကိုဖြတ်ပြီးဝင်လာတော့ osmosis လို့ခေါ်တာလေအဲ့တော့ကျွန်တော်တို့အဲ့လိုဖြစ်ဖို့ဆိုရင်ဒီအတွင်းဘက်ကဒီဘက်မြေစီလွှာထဲမှာရှိတဲ့ရေက weaker solution ဖြစ်ရမယ်အဲ့တော့ပြဿနာကဘာလို့မြေစီလွှာထဲမှာရှိတဲ့ရေဒီအငံဓာတ်တွေများနေရင်သူကလည်း stronger ဖြစ်သွားတာအဲ့တော့ဒီဘက်ကလည်း stronger ဒီဘက်ကလည်း stronger ဆိုတော့ရေတွေကအဲ့လိုမျိုးမဝင်နိုင်တော့ရေတွေကဒါမျိုးကြီးမဝင်နိုင်တော့ဘူးရေတွေကမဝင်နိုင်တော့ရင်ကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုပြောမလဲစားကိုမခံနိုင်တာလို့ပြောတာပေါ့နော်စားကိုမခံနိုင်တာစားငယ်ရည်တွေထဲမှာဆိုအပင်ကမပေါက်နိုင်အဲ့တော့ကျွန်တော်ပင်လေရည်နဲ့ဆိုအပင်ဆိုင်ဖို့ကတော်တော်ခက်ပါနော်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုပင်လေရည်လို့စားငယ်ရည်တွေနဲ့ကျွန်တော်တို့လောင်းလိုက်တဲ့အခါမှာအပင်တွေတည်တဲ့ထီတောင်ဖြစ်တယ်နော်ဘာလို့ဆိုရေကအပင်ထဲကိုမဝင်မနဲ့အပင်တွေကနေတော့ပြန်ထွက်မှာလေအဲ့တော့စားငယ်ရည်ကိုအပင်တော်များမခံနိုင်ဘူးဒါပေမဲ့ဒီလို genetically engineering crop လုပ်ထားတဲ့အခါမှာ increase salt tolerance စားငယ်ရည်ကိုလည်းခံနိုင်ရရှိတယ် harvesting cost ဆိုတော့ harvest ဆိုရိတ်သိမ်းတဲ့ cost တွေကိုလည်းကျွန်တော်တို့ short ချပြီးသားဖြစ်မယ် pesticide use pesticide ပိုးသက်ဆေးတွေအသုံးချမှုကိုလည်းကျွန်တော် short ချပြီးသားဖြစ်မယ်
နော် enhance nutritional value and food quality nutritional value လဲပိုတက်လာမယ်ဆိုတော့ငကိုတော့ဆန်ထဲမှာကျွန်တော် carbohydrate ပါမယ်ဆိုရင် golden rice ထဲမှာ carbohydrate အပြင် vitamin A တွေပါလည်းပါမယ် food quality လည်းကောင်းလာမယ် slower spoilage ဆိုတာတော့ပုတ်တိုးပျက်စီးတာမျိုးပေါ့အဲ့လိုပုတ်တိုးပျက်စီးတာတွေလည်းဖြစ်မှုနည်းမယ်ဒါပါပဲနော်နောက်ပိုင်းဆိုရင်ကျွန်တော်တို့ကအပင်တွေကိုကျွန်တော်တို့က plants တွေကို engineer ပြုပြင်ပြောင်းလဲထားတယ်ဘာဖြစ်လို့လဲ medical products တွေကိုထုတ်နိုင်အောင်လို့ medical products တွေကိုထုတ်နိုင်အောင်လို့နော်since the mid 1980s products such as human growth hormone လူသားတွေကြီးထွားစေတဲ့ hormone တွေ clotting factors သွေးခဲစေတဲ့ factors တွေ antibody နော် antibody ဆိုတာကအပြင်ကဝင်လာတဲ့ foreign antigen တွေကိုတိုက်ထုတ်တဲ့ဟာတွေအဲ့ဒါတွေကိုကျွန်တော်တို့က transgenic plants ဂျင်းပြောင်းလဲထားတဲ့အပင်တွေနဲ့ထုတ်တာပါတဲ့ for instance ဥပမာအဖြစ် one type of antibody made by corn ဆိုတော့ဒီပြောင်းနေပါတယ်ကနေထုတ်တဲ့ antibody တစ်ခုကိုကျွန်တော်တို့ကအဲ့ antibody တစ်ခုကိုတုံးပြီးတော့နော် tumor cell can deliver radioisotope ဆိုတာကကျွန်တော်တို့ကဓာတ်ရောင်ခြည်တွေ alpha beta gamma အဲ့ဒါတွေလွှင့်နေစီကိုပို့ပြီးတော့ tumor cell ဆိုတာ cancer cell တွေကိုတတ်နိုင်ပါတယ်နောက်တစ်ခု another made by soybeans ပဲတွေထဲမှာနောက်ထပ်လှုပ်ထားတဲ့ antibody လေးတစ်ခုဆိုရင် to treat genital herpes ဆိုတာရေယုံပေါ့လိင်အင်္ဂါရေယုံပေါ့လိင်အင်္ဂါရေယုံကိုလည်းကုနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြောတဲ့ဟာတွေအကုန်လုံးကဘာကိုပြောချင်တာတော့ဆိုတော့ဒီလိုကျွန်တော်တို့ကmolecular biology မှာတိုးတက်ခြင်းအဖြစ်ကျွန်တော်တို့ဒါတွေကသင်နေတာအလကားမဟုတ်ဘူးပေါ့တနည်းအားဖြင့်ပြောရင်ကျွန်တော်တို့လူလောကကိုအကျိုးတွေအများကြီးကောင်းကျိုးတွေအများကြီးဖြစ်စေပါတယ်လို့သူပြောချင်တာနော်